အစင်းသေးဖြစ်ပြီဆိုရင်စပြီးတော့မေးလို့ရပြီ2မိနစ်လေဒီကောင်းလေးကလေမခန့်လေးတို့အိမ်ရောက်ဖူးတယ်မလားထိတ်ထိတ်လေးရှူလာတာလေအညာနဲ့အိမ်ရောက်ဖူးတယ်အမှန်တိုင်းပြောလေဒီကောင်းသိကြလားလေဒီကောင်းဆိုတဲ့တခြင်းတွေကနွားတခြင်းတွေများရမလားပိုဒီဂျိုးပေါက်တဲ့တခြင်းတွေများရမလားအော်ပြန်ဆိုပြီးပေါ့အချစ်ခံရတဲ့တခြင်းတွေโอเคငယ်ငယ်လေးကအစိုးဝါဒနာပါလားအဲ့9နှစ်သမီးခဲ့တဲ့အဲ့ဒါကြောင့်လဲရိုက်ကူးရေးလို့တော့ကိုထွန်းနဲ့ပထမဦးဆုံးချိန်ရိုက်ကူးရေးလို့ဖြစ်တာပေါ့ဟာလားအဲ့သဘောပေါ့စုံနေလေမမီရလေဘာမဘာပါဘူးတချင်းဆိုတာမဆုံးဘူးရိုက်ကွေးမှာတစ်ခါပဲဆုံးမှုတယ်ဟုတ်တယ်မလားမဟုတ်ဘူးပဲပြောလိုက်ပါမသိဘူးပြောလိုက်ပါမဟုတ်ရုပ်ရှင်ရိုက်တာကိုပြောတာအဲ့လိုပဲပြောမှာပေါ့ဒါတာဝန်ကြီးတယ်မခိုင်လေးနဲ့ရောရုပ်ရှင်ဘာညာတူရိုက်ဖူးလားဟောလေငယ်ငယ်တုန်းကလေ9နှစ်သမီးတွေကတရုပ်ဆောင်တွေပါလုပ်တယ်ဆိုအဲ့လိုခလေးတရုပ်ဆောင်လုပ်ခဲ့ရလားဒါမှမဟုတ်ဘာတွေရိုက်ခဲ့ရလဲတချင်းတွေဆိုရလားဘယ်လိုမျိုးလဲဟောအဲ့ရွယ်တွေကယူသွတ်တယ်လို့ပြောတာ သူလုပ်ခဲ့တယ်လို့မပြောသူကယူသွတ်တာလို့ပဲပြောအနုပညာကိုယူသွတ်တာဟောတော့ကံကောင်းလို့ပါလေဒီကောင်းလို့တော့အတန်ကောင်းလေဒီကောင်းမခိုင်လေးတို့နဲ့ကလေပွဲတွေသွားရင်အမြဲတမ်းပွဲတွေမှာတွေ့တယ်ဟုတ်တယ်မလားအမြဲတမ်းတွေ့တယ်ကွာဟိုပြီးခဲ့တဲ့ပွဲမှာလည်းတွေ့တယ်ပွဲသွားတာတော်တော်များအောင်တွေ့ဟုတ်တယ်မလားပွဲမှာတွေ့တာများတယ်ကွာမခိုင်လေးနဲ့ဟုတ်တယ်မလားအေးတော်တော်လေးခဏဆုံးဟုတ်တယ်တိလေးပွဲတော့ရတယ်ဟလာဘာလို့အားကြပြောပါအောင်ဟမ်ဟာအမအဲ့တော့အဲ့မှာရှိနေလားအမဟိုကလေ2မိနစ်ကအဲ့ဘက်ကိုပြောရမှာနော်ဒီဘက်ကပြောမှာမဟုတ်ဘူးမအားပေးကြမအောင်ဆိုတာဘာကိုပြောရလဲအမမပြောဘူးလားအမပြောသေးတယ်ပြောသူ့ပြောလားသူ့ကိုပြောရတော့မဟုတ်ဘူးလေကိုကအဲ့ဒီ show ပွဲမှာပြောရလား Facebook မှာကြည့်တာကိုအဲ့ဒါကိုလိုက်ပြောလာလားမသိပါဘူးရှော့ချဟောကဲခဏနေပါဦးယောက်ျားရှိလားမရှိဘူးလားဟုတ်တယ်ရီးစားယောက်ျားဆိုတာအဲ့မှာဘေးနားမှာရှိတဲ့ဟာကြီးအဲ့ဒါယောက်ျားဒါမိန်းမဟုတ်တယ်ဖေဖေဟုတ်တယ်နော်ဘေးမမလူဘူးနော်ဖေဖေလို့ခေါ်ခံရတဲ့ဟာကြီးကနော်အဲ့ဒီကလေနည်းနည်းလေးဟာနေလို့နည်းနည်းဘေးကိုကားလိုက်ပါလားအလဲဟာလေဘာတော့အဲ့မှာတော့အောက်ပိုင်းလေးခန္ဓာကိုယ်လေးမြင်ကြလို့ဘာလဲဟာအပေါ်ကောက်ကလေးနည်းနည်းလေးဟာပေးပါအလဲကိုလုံးကြည့်ချင်လို့အပြင်မှာလှုပ်ရွနေတဲ့လူမလားဘာလို့ဒီမှာငြိမ်သွားရလဲဒါမို့တပတ်လေးလှည့်ပြလိုက်လေဒီကောင်းလေးရဲ့တပတ်လှည့်ပြလိုက်အေးသူစိတ်ကျဉ်နေတာခိုင်းမှလှုပ်တယ်ဟာမဟုတ်သေးပါဘူးအမေကဟိုလေမပါလာဘူးတို့အမေမရှိဘူးလေလေဒီကောင်းမို့အမေရှိရလေဟုတ်သူကဒီမှာထိုင်နေတာပဲအောက်ကဘာဝင်မထားလို့ထားလို့မရဘူးဟုတ်တယ်စက္ကန့်30လုံးမှာဖြိုးဝဲဆိုတခွန်းမှမမေးသေးဘူးအေးလှုပ်လိုက်တော့မိတ်မပြတ်ယုံလေးတစ်ခုတော့မေးလိုက်တော်ပြောရည်နားထောင်တော့မှတော်တော်လိုက်မပြီးဘူးဖြစ်နေတယ်မပြနေကြစီဇလန်နေကြစီဆိုဘာလို့နေကြစီခွန်ကျွေးတယ်နေမှာပေါ့မိုင်အဲ့တက်ပို့ဘာလုပ်စားမရှိဘူးလေလေဒီကောင်းမင်းနဲ့လည်းမလုပ်ဘူးလားလေဒီကောင်းမင်းနဲ့လည်းမလုပ်ဘူးနော်နေဆိုတာလေလေဒီကောင်းနဲ့ငပြိုးကြမှာနေကြစီဇလန်းရှိတယ်သူ့မင်းနဲ့သူ့မင်းနဲ့ဟုတ်တယ်ကိုဖြိုးနဲ့အမေခစ်ကလားနေကြစီဇလန်းရှိရတော့မင်းနေကြစီကြော်ညာရိုက်ဘူးလားနေကြစီကြော်ညာရိုက်ဘူးလားနေကြစီခွန်ကျွေးဘူးလားနေကြစီနှွာဘူးလားနေကြစီအနှွာခံဘူးလားဘယ်တော့နေကြစီရစားဘူးလဲမသိဘူးတော်တော်စဉ်းစားတယ်
နေကြသိဇလန်ဟလားဘယ်လို အခုလေဒီကောင်းနဲ့လားလေဒီကောင်းအမေနဲ့လား အမေနဲ့တို့ဟောဦးလေးရွယ် ဦးလေးရွယ်ဟုတ်သားပဲဒါငါဆိုဖွားဖွားဖြစ်သွားပြီဖွားပြောခံဆိုခံနေပါဒါဆိုလေဒီကောင်း TTC ရဆိုတာတေးကြရဲပေါ့နော်ကျမရှင်လမ်းမသေးလေနိုင်ကျောင်းဟောလို့နောက်တယ်နော်တွေ့မယ်ဟုတ်တယ်တော့အဲ့ဒါဆိုတော့ ကျောင်းနောက်တယ်နော် ကဲဟိုကောင်လေးကအနုပညာလောကထဲမဟုတ်ဘူးမလား အော်ကောင်လေးရ ယောက်ျားရှိတယ် ကလေးကငယ်သေးတယ်လေသူ့အမေနဲ့မှကိုဖြိုးနဲ့ရွယ်တူဥစ္စာ စကားမဆက်အဲ့ဒီအမေရောရှိတယ်မလားဘာလား ပါလာရင်ငယ်ချင်းကလေးကိုသွားတွေ့မလို့တယ်ငယ်ချင်းဟောင်းကို မသိဘူးမေးတော့မေးရမယ်နေကြသိဇလန်မစိတ်ဝင်စားပါဘူး အချိန်ပြေးဖို့အတွက်10စက္ကန့်ပဲလိုပါတော့တယ် ကဲလောက်ပါဦးဟွာပါလေလေဒီကောင်းလေးရဲ့ဟုတ်အော်ရိုက်ချင်ပါတယ်ဘယ်သူမှမခေါ်လို့ပါအဲ့လိုဖြစ်တော့မဟုတ်ပါဘူး ဒီစပောင်ဗီဒီယိုရုံမှာနှစ်ချက်ပေးပြီးသွားကြည့်ရတယ်ဆိုတော့လေဒီကောင်အသက်က ဟိုကြော်သူစိုးသူခင်ဖြစ် ဘလော့ကကြော်သူစိုးသူတော်ဖြစ်နေပြီ ဟိုမခိုင်လေးတို့ခစ်တော့2ချက်မကတော့ ကျွန်တော်တို့တော့နှစ်ချက်ဆိုတဲ့ခေတ်ကိုမမီရဘူး ဟုတ်တယ်ရာနဲ့ချီ100 150ဖြစ်နေပြီအဲ့ဒါဆိုအဖွားတော့ဖြစ်နေပြီ တကယ်တည်းမပြောနဲ့နော်လေဒီကောင် ရိုးရှိလားလို့ဟုတ်လေအစိုးရမျိုးဂီတအနုပညာမျိုးပြောတာ တော့ပြောလိုက်လေ အနုပညာမျိုးရှိလားလို့ချစ်တဲ့သူနဲ့ယူတဲ့သူကတယောက်တည်းမလားတယောက်တည်းပဲဖြစ်ခဲ့တာပဲမဟုတ်လားလို့ မဟုတ်ရငါပြောငါတော့လေဒီကောင်အမှန်ပြောတာမဖြစ်နိုင်ဘာလို့ဆိုမကျန်မင်းစားကျန်သူ့အမိနဲ့ငါနဲ့ပတ်သက်မှုတွေပြောသေးတယ် तू ကအရက်ပပူလေ 10စက္ကန့် ဖြစ်တယ် ဒီငါတို့ဂျင်းတဲ့နေတာဖြစ်ဖို့များတယ် ဆိုရအဲ့လိုမဖြစ် တက်မဲ့လူကြီးတွေကိုကြိုက်တဲ့အောင်သွားလှုပ်နေတွေ့လား အိမ်ကျရောက်ရင်ပြဿနာတက်တော့မှာ ဖေဖေနဲ့ရှင်းရတော့မယ်ဒါချုပ် သူရှင်းရမှာငါပြောတာမတတ်ဘူး ကဲလေကြာသီးဇလန်လည်းရှင်းသွားပြီ2မိနစ်လည်းပြည့်သွားပါပြီ My